ယုံလေးတို့သူထူးဆန်တို့ကိုအားကြပြီးရုပ်ရှင်ထုတ်ရိုက်လိုက်တာဝက်ဝက်ခွေအရှုံးပေါ်သွားခဲ့တဲ့စီဖြိုးပရိသတ်ကြီး I wanna be your lobster ညမွေးပန်းလေးရဲ့ကြောက်ပစောဇက်ကားကြီးကယုံတင်အပြေးမှာထင်သလောက်မပေါက်ခဲ့ပါဘူးနော်ယုံမှာကြည့်ရှုသူနေပါခဲ့ရကြောင်းတင်ရိုက်ခဲ့တဲ့စီဖြိုးကတော့မိမရဲ့အစိမ့်တစင်စားလေးပြုတ်သွားခဲ့ရဖြစ်ပါတယ်ဒီဇလန်ဟာ international type ဖြစ်တာကြောင့်ဇလန်ဆက်အိမ်ခိုင်ပေမဲ့လေမြန်မာမျက်စိနဲ့တော့အဆင်မပြေပါဘူးနော်အရှိမလည်းအတွေ့အကြုံတွေရှိခဲ့ရတာနဲ့စီဖြိုးလေးမြန်မာဘောကလောကကိုထိုးပေါက်နိုင်မယ်လို့ထင်သွားပုံရပါတယ်။ညမွေးပန်းလေးရဲ့ကြောက်ပစုံဇက်ကားကြီးကိုလွန်ခဲ့တဲ့တစ်နှစ်ကလေးကအားခဲထားပြီးတော့ဇက်ကားကြီးအောင်မြင်ပြီးရုံဝင်ငွေကျန်းဖို့အတွက်သူ့မှာအမျိုးမျိုးစ조사ခဲ့တာတွေ့ရပါတယ်။သူတို့ဆက်ရဲ့ဇိုးတစ်ထောင်နဲ့ယုံလေးတို့ရဲ့ဂန်စတာရုပ်ရှင်ကားလိုမျိုးပေါက်မယ်အထင်နဲ့ရဲတင်တာကတော့လွန်ပါတယ်နော်။စီဖြိုးနေနဲ့ဒီဇက်ကားကြီးမဖြစ်မြောက်ခင်ကလေးကပရိသတ်တွေအားပေးကြဖို့တောင်းပန်လာရတဲ့အထီကိုတရုပ်ပြက်ခဲ့တာတွေ့မှာပါ။ဒီတော့ပရိသတ်ကြီးရေကိုမတက်ကျွမ်းတဲ့လောကမှာဝင်ဆန်းဖို့ဆိုရင်အရှုံးတွေအများကြီးနဲ့သင်ခန်းစာယူတတ်မှာပါနော်လက်လျှော့လိုက်ရင်တော့ဒီရှုံးကိုအနိုင်ပေးလိုက်တယ်လို့ပါပဲစီဖြိုးနေနဲ့လက်မလျှော့ပဲဆက်ပြီးတော့စူးစမ်းစေချင်ပါတယ်တနေ့အောင်မြင်နဲ့ထုတ်လုပ်သူတယောက်ဖြစ်နိုင်ပါစေရှင်တနိုင်ငံလုံးကအယောချီကျူးနေရတဲ့ဗုဒ္ဓဝင်ပြန်ပွဲမှာသိန်းတစ်ထောင်စုရခဲ့တဲ့ရှမ်းပြည်ကကောင်မလေးမဲ့အင်ချစ်သူပရိသတ်ကြီးဗုဒ္ဓဘာသာရဲ့အနှစ်သာရတွေကိုရင်းနှီးကောင်းလာတဲ့တရားတရားနဲ့လေးလာစီပူပြီးတော့တရဏအရေးကိုပုံမတောက်ပအောင်စွမ်းဆောင်ပြလိုက်တဲ့လူငယ်လေးတဦးရဲ့အောင်မြင်မှုကတနိုင်ငံလုံးအတိုင်းအတာနဲ့ပြန့်နှံ့စေခဲ့ပါတယ်တပြည်လုံးအတိုင်းအတာနဲ့ကျင်းပခဲ့တဲ့သူသားဆောင်လင်းဗုဒ္ဓဝင်ပြန်ပွဲကြီးမှာဉာဏ်ပညာထက်မြက်လွန်းတဲ့ရှမ်းပြည်နယ်ကတိုင်းရင်းသူလေးမဲ့အင်ချစ်သူဟာပြန်ပွဲဝင်ရာပေါင်းများစွာကိုကြော်ဖြတ်ပြီးတော့ဂုံယူစရာပထမစုကြီးကိုစုခုနိုင်ခဲ့ပါတယ်။သူမကပထမစုကြီး3,500ရရှိခဲ့ရုံတည်းမကပဲအကျိတ်အနေဖြည့်ဆိုရတဲ့ Jasport မေကွန်နီကိုပါအမှားရွေးမရှိထက်မှန်ဖြည့်ဆိုအောင်မြင်ခဲ့လို့စုစုပေါင်းငွေကျပ်သိန်းပေါင်း1000ကျော်တီတီကိုတဦးတည်းပိုင်ဆိုင်ခွင့်ရရှိသွားခဲ့တာဖြစ်ပါတယ်။ဒီလောက်များပြားတဲ့စုကြီးငွေတွေကိုလက်ဝယ်ရရှိချိန်မှာမအင်ချစ်သူရဲ့စိတ်ထဲမှာပထမဆုံးပေါ်လာတာကတော့တရဏရင်းနဲ့ရတဲ့ငွေကြီးဖြစ်လို့ဖះเจ้าကံတိဆောက်လူတန်းနဲ့တရဏပြုအလုပ်တွေမှာပဲအဓိကလူတန်းသွားမယ်ဆိုတဲ့မုံမြတ်တဲ့စိတ်ထားလေးပဲဖြစ်ပါတယ်။ဒါတည်းမကသေးပဲကြက်တဲလုံးနဲ့မိသားစုဘဝလေးကိုပြန်လည်ထူထောင်ပေးမယ်အပြင်ဝမ်းရေးအတွက်ပြည်ပမြေမှာပေမန်းစင်းရဲစွာတောင်းရောက်ရုန်းကန်နေရတဲ့အကိုအကြီးဆုံးကိုလည်းအိမ်ပြန်ခေါ်ပြီးတော့မိသားစုဝင်အားလုံးတအိုးတအိမ်နဲ့စုံစုံလင်လင်နဲ့ပြန်လည်ရုန်းကန်ခြင်းနဲ့လို့ဆိုပါတယ်ဒီတော့ပရိသတ်ကြီးတရဏအကျိုးကိုလည်းတည်ဖို့မိသားစုအပေါ်မှာလည်းအလွန်သိတက်လွန်တဲ့ရှမ်းပြည်ကသမီးအလိမ်မာလေးမအင်းချစ်သူရဲ့ထူးချွန်မှုလေးကိုမှတ်ချက်လေးတွေပြောပြခဲ့ကြပါအောင်ရှင်